ဆိုင်လောကမှာထိတ်ကန်းတနေရာရောက်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ရွှေဆိုင် mobile app ရွှေဆိုင်ဆိုင်မှာကိုပိုင် mobile app ရှိထားခြင်းကဘာတွေအားတာလဲရွှေဆိုင်လောကမှာသူများတဲ့ခေါင်းတစ်လုံးတာတဲ့ marketing ကိုလုပ်နိုင်မှာဖြစ်ပြီးတော့အမခင်ဖောက်တယ်တွေကိုစုဆောင်းထားနိုင်မှာဖြစ်ပါတယ်ကျမတို့ရဲ့ app developer အမှာဆိုရင်ရွှေဆိုင်လက်ဝတ်ရတာဆိုင်ရဲ့တဲ့ရွေးစွပေးနေတဲ့ app အမျိုးအစား၅မျိုးထိရှိပါတယ် product catalog app အယောင်းကျလုပ်ငန်းရှင်တွေမှာပါပြီးနဲ့လက်ဝတ်ရတာထဲတွေကိုကြီးတဲ့ showcase တွေစုံလင်စွာပြသထားနိုင်မယ် e-commerce app ရွှေဆိုင်ဆိုင်လုံးကလက်ဝတ်ရတာတွေကိုခင်းကျင်းပြသထားပြီးတော့ရောင်းချငွေချေတဲ့အပြင် app ထဲမှာအပြီးစီလောက်ဆောင်နိုင်ပါမယ် variety voice system customer တွေရဲ့ဝယ်ယူမှုအလိုက် point တွေစုဆောင်းပေးပြီးတော့ reward တွေနဲ့လဲလှယ်ပေးခြင်းကြောင့်အမောက်ကဖောက်တွေတိုးလာခြင်းမှာဖြစ်ပါတယ် product catalog and variety mobile app ရွှေတဲ့အားလုံးကိုခင်းကျင်းပြသခြင်းနဲ့ဝယ်ယူမှုပမာဏအလိုက် point တွေကို reward တွေနဲ့လဲလှယ်ပေးခြင်းတို့ကိုတစုတစည်းချင်းလောက်ဆောင်နိုင်ပါမယ်e-commerce and variety mobile app ရွှေတဲ့တွေကိုရောင်းချတဲ့အဆင့်ထိပြုလုပ်နိုင်မှာဖြစ်ပြီးတော့ point တွေစုဆောင်းပေးခြင်း reward တွေလဲလှယ်ပေးခြင်းတွေကိုတစည်းတဲ့လောက်ဆောင်နိုင်မှာဖြစ်ပါတယ် app တော်ကအမှာမှာဆိုရင် go and jewelry လုပ်ငန်းစဉ်များအတွက်ကိုပိုင် mobile app များစွာကိုရေးဆွဲပေးထားပြီးဖြစ်ပါတယ်ကုန်ကျစရိတ်နဲ့လုပ်ငန်းစဉ်အသေးစိတ်ကိုတိုင်ပင်ဆွေးနွေးဖို့အတွက် Face Messenger ကနေဖြစ်စေ online နံပါတ်ဖြစ်တဲ့097777367553ကနေဖြစ်စေဆက်သွယ်ဆောင်ရွက်မြင်နိုင်ပါတယ်ရှင်ရွှေဆိုင်များစွာအတွက် application များစွာကိုရေးဆွဲပေးနေတဲ့ app တော်ကအမှာနဲ့ယုံကြည်စိတ်ချစွာလက်တွဲလိုက်ပါ